ကဲ review ကလေအထူးသက်လေပေးစရာမလိုဘူးဒါပေမဲ့ရလက်သိအောင်လိမ့်ပြပေးမယ်ပေါ့နော်ဒါကြောင့်ဗာလဲဆို J1SE Triple Makeup Cream လေးပါ Triple ဖြစ်တဲ့အတွက်မျက်နှာမှာကြည်တယ်ပြောင်းတယ်ပြီးရခါကျရင်သူကတပူးကွာထောင်ကနန်းလေးတောင်းတောင်မကျော်ဘူးတောင်းတောင်မကျော်ပဲနဲ့ဒီလိုမျိုးပေါ့နော် Cream အနှစ်ပြည့်ပါရဲ့တပူးလုံးမှာမြန်မာငွေကျပ်8500ပဲရှိတယ်အဲ့ဒါကိုမှဒီမှာဆိုရင်မင်းအမင်းညီမလေးကိုဆန်းပြပေးမယ်ပေါ့နော်အခုခေတ်စားနေတဲ့ပုံစံအတိုင်းအဆက်လေးကိုမျက်နှာတစ်ပြင်လုံးချလိုက်တယ်ကွာအဆက်ချတော့မပြတော့ဘူးပေါ့နော်အဆက်တွေတစ်ပြင်လုံးချပြီးရခါကျရင်မျက်နှာကို blend တဲ့ခါမှာဘလောက်တောင်လွယ်ကူကြောင်ဖောက်လေးနဲ့ပဲ blend ပြပေးမယ်အမြဲလက်နဲ့ blend နေရောလေဖောက်နဲ့ blend လိုက်တာအောင်မလုံးဝညက်ပြီးတော့ကြည့်လိုက်အရန်ဆွဲရမခက်ပါဘူးရှင်ဖြည်းဖြည်းလေးလှုပ်တာအောင်ပေါ့နော်တချမ်းလေးလိမ့်လိုက်တဲ့အချိန်မှာကြည့်လိုက်တချမ်းကိုပဲအရင်လိမ့်ပြထားတာပေါ့နော်တချမ်းလိမ့်တဲ့ခါမှာမျက်နှာကြည့်ပြီးတော့ပြောင်ပြောင်လေးနဲ့ဖွေးသွားတယ်ဒီဘက်တချမ်းမလိမ့်နိုင်ဘက်နဲ့အရန်ခွာသွားတွေ့ရမယ်ပေါ့နော်အဲ့အောင်နည်းနည်းပဲလိမ့်ထားအများကြီးလိမ့်တာမဟုတ်ဘူးအဲ့အတွက်ဒီ makeup ကပွဲတက်လဲအဆင်ပြေတယ်ကိုရိုင်းအိမ်မှာထလေးနဲ့အဆင်ပြေဒီကောင်လေးလိမ့်ပြီးတနခါလေးနဲ့အဆင်ပြေပေါ့နော်အရန်မိုက်တော့ပါရှင် Triple ဆိုပြီးတော့နာမည်ကြီးရဒီကောင်လေးပါနော်